အားလုံးပဲမင်္ဂလာပါတီရီပါဒီကပိုင်းတော့တီရီ post တွေမတင်တာလည်းတော်တော်ကြာပြီပေါ့နော်ငလင်ဖြစ်တော့အဲ့ဒါကြောင့်လည်းတီရီနားထားလည်းပါတယ်တီရီ personal ကိစ္စလေးအကြောင်းတင်ခြင်းစိတ်မရှိသေးရလည်းပါတယ်ပေါ့နော်ဒါကတော့ဒီနေ့တီရီတို့တကြံအကြက်နေ့လေးမှာအမမရရမိသားစုအလှလေးအနေနဲ့တနိုင်တစ်ပိုင်းတနိုင်တလောက်လေးပေါ့ညက်ခေါက်ဆွဲ3ပိတ်တာကြော်ပြီးတော့တီရီတို့လန်ထဲမှာပဲဝေပြစ်တာလေးကိုရိုက်ထားတာပါဒါတီရီတို့ copy ပါမယ်အရွက်အနေနဲ့ပိတ်မောက်ပါမယ်ပြီးတော့ကျုပ်အလုံး30ပါပါတယ်ညက်ခေါက်ဆွဲကတော့3ပိတ်တာပေါ့နော်တီရီညက်ခေါက်ဆွဲလေးကိုတော့အရသာလေးနှက်ပြီးတော့ခဏလေးထားပေးပါတယ်ဒါတီဗီကိုရိုင်းကြော်မှာဖြစ်တဲ့အတွက်အမေရဝိုင်းလုပ်ပေးရပေါ့နော်ကျန်တာတော့တီဗီအကုန်လုံးနေတာတွေပါရစားကိုရိုင်းလုပ်ပါတယ်တီဗီကတော့တီဗီနီးနဲ့တီဗီကြော်တာပေါ့နော်တေချာတာတော့တန်တန်ရှင်းရှင်းနဲ့အရသာရှိရှိလေးစားလို့ကောင်းအောင်ကြော်ထားပါတယ်တီဗီဒါပဲငင်ပြားကြီးအပြည့်နဲ့စားနဲ့ထည့်ပြီးအရသာနှက်ထားတာပါပြီးတော့တီဗီတို့ကြက်ဥထဲမှာစားထည့်တယ်အရသာမုံနဲ့ထည့်ပြီးတော့တေချာလေးခလောက်ထားပါတယ်ကြက်ဥတွေကိုတီဗီတို့ကကြတော့ဒီလိုခလောက်ကြော်ပြီးတော့အပွားနေညှက်ထည့်မှာပါပြီးရင်တော့အမေကမီးမွေးမှာဆိုတော့ဒီခဏလေးစောင့်နေရပါမီးမွေးရတော့အမေမွေးတာပို့ပြီးတော့မြန်နေဆိုတော့ပြီးတော့ဒီကျုပ်အရင်ကြော်တယ်ကျုပ်တေချာကြော်ပြီးသွားပြီဆိုရင်တော့ဒီဒါညက်ခေါက်ဆွဲကြော်ဖို့စပြီးတော့လုပ်ပါတော့မယ်အရွက်ကတေချာလေးနူးဣသွားတော့မှပဲဒီအရသာနှက်ထားတဲ့ညက်ခေါက်ဆွဲကိုထည့်တယ်ဘာလို့လဲဆိုတော့ဒီလေးစားကြည့်ခြင်းလို့ပါအရသာကတော့ညက်ခေါက်ဆွဲထဲမှာလည်းစားထည့်ပြီးနေထားတဲ့အတွက်ဒီကဒါစားကိုတော့လိုအပ်မှပဲထပ်ထည့်တယ်ပြီးတော့အရသာမုံလေးထည့်တယ်ပေါ့နော်ထည့်ပြီးတော့ဒီတေချာလေးနှံ့နေအောင်လို့ကြော်ပါတယ်ဒါကတော့ဒဲအိုးကအရင်အကြီးမဟုတ်တဲ့အတွက်ဒီတို့ကတဒဲချင်းစီကြော်တာပေါ့နော်ဒီဟာနဲ့၄ခေါက်လောက်တော့ဒီတို့ကြော်ရပါတယ်ဒါကတော့ပြီးတော့ဒီလိုကြက်ဥတွေညှက်ထည့်ထားတာပေါ့ပြီးရင်တော့ဒီလိုဖော်ဘူးလေးထဲမှာတပူးစီထည့်ပြီးတော့ဝေမှာပါဒါတော့တတဲပြီးတတဲကြော်တာပေါ့နော်ပြီးတော့မှဒီလိုအားလုံးထည့်ပြီးတော့ဒီလိုတက်နိုင်တဲ့လောက်လေးလိုက်ပြီးတော့အိမ်လေးတွေမှာဝေဖြစ်ပါတယ်